ဒီနေ့ကျွန်တော်ပြောချင်တာတော့ရွှေကောက်ပွဲဆိုတာဒီစကားမှလုပ်တဲ့ရွှေကောက်ပွဲဘယ်တော့မှမစစ်နိုင်ခဲ့တဲ့ရွှေကောက်ပွဲအကြောင်းဒီကောင်တွေလုပ်တဲ့ခက်ဆက်နော်ဒီစောက်ကျင့်ဒီသတင်းဒီစရိုက်ကိုနော်သူအတန်းလိုက်နော်သူ့ရဲ့ senior junior လိုက်ပေးသွားတဲ့အခါမှာဘယ်တော့မှမဖြောက်မှန်ခဲ့ဟိုကျွန်တော်1958 62ကာလတွေပြန်ကြည့်မယ်ဆိုရင်အဲ့ဒါနေဝင်ကတော့ဖစားပလာနဲ့ချန်ခွဲတဲ့အခါမှာဒီမြဲဘက်ကချက်တယ်ခုနကတန်ရှင်ဘက်ကချက်တယ်အဲ့တော့ဒီလူတို့ကဒီမြဲကိုကြောက်ရတယ်ဘာလို့လဲဆိုတော့စစ်တပ်ရှိအဲ့အချိန်မှာသူတို့ဘာလုပ်လဲဆိုတော့ဒါသူတို့တွေမဲပေးတာတွေကိုနော်အတင်းအကျပ်လုပ်တဲ့အခါမှာလူတို့ကိုတတ်တယ်အိမ်နေမီးရှို့တယ်ရဲနဲ့ထုတယ်မနေနိုင်အောင်လုပ်တဲ့အခါမှာလူတွေကကြောက်ရတော့မင်းဘာမဲပေးမလဲဆိုရင်ဒီမြဲပဲပေးပါမယ်ကြောက်လို့ဖြေရတယ်ဒါပေမဲ့တကယ်တမ်းမဲပုံးထောင်ပြီးတော့မဲခွဲလိုက်တဲ့အခါမှာဒီမြဲပုံးထဲမှာမဲမရှိဘူး5 6ပဲအဲ့တော့ဆိုရိုးစကားတစ်ခုဖြစ်လာတယ်လူတီမြဲမဲတန့်ရှင်ဒါကျွန်တော်ဥက္ကိုနီဒါပြောခဲ့တဲ့စကားတွေပြန်ကြားပြီးတော့တစ်ဆင့်ပြန်မြောက်ဝေတာပါအဲ့တော့လူတီမြဲမဲတန့်ရှင်လူကိုမေးလိုက်ဘာထည့်မလဲဆိုတီမြဲတကယ်တမ်းမဲပုံးထောင်လိုက်တဲ့အခါမှာတန့်ရှင်ဟာပြတ်တတ်နိုင်အဲ့လိုပဲကျွန်တော်88နော်ဂျားထဲမှာဒီကောင်တွေလောက်တဲ့84ဘာညာဒီကျွေးဟိုပေါ့ကျွန်တော်အခြေခံဥတွေဘူအောင်မှုတဲ့လောက်တယ်ဘာညာအဲ့ဒီကနေစပြီးနေဝင်ကတက်တိုက်ယူလာတယ်88မှာကျွန်တော်တို့တကြောပြန်ပြီးတော့ဒါရွှေကောက်ဝဲလောက်တောင်ပြိုကမ်းပြိုနိုင်ပြည်သူလူထုကစစ်တပ်ကိုမကြိုက်ဘူးဆိုတာခက်ဆက်ပေါ့ဒီကောင်တွေကအဲ့ချိန်မှာဘာလုပ်လဲတော့တိဆောက်ပြုမြဘာညာဒီလိုလောက်ပြသူတို့ကလောက်ပဲပြတကယ်မလုပ်ရင်ဘတ်နဲ့အမြပြည်သူလူထုအကျိုးလိုလားခဲ့တာဘယ်တုန်းကမှမလုပ်ပြည်သူစံကိုစားတယ်ပြည်သူကိုကာကွယ်ပါမယ်လို့သစ္စာဆိုတယ်အများရန်ပြည်သူနှိမ့်ဆက်တယ်အာနာရှင်စစ်ဆိုတော့ကျွန်တော်မြန်မာပြည်ပေါ်မှာကြာခဲ့အဲ့တော့လူတို့က88မှာလဲတောင်ပြိုကမ်းပြိုကျွန်တော် NLD ကိုမဲပေးခဲ့နော်ဒီလိုနဲ့96ရေးခင်းတောင်းသားတွေဖြစ်တယ်နော်တန်ခါရေးခင်း2000ဖြစ်တယ်နော်အများရန်ဆိုင်နဲ့နှိမ့်ဆက်နော်တပ်ဖြတ်ဒီလိုလုပ်ပြီးရင်လိမ့်ပြီးတဲ့ထုတ်ကျွန်တော်ကိုယ်တိုင်ကြီးညာခဲ့ရတယ်အဲ့တော့2021ရောက်လာပြီနော်ရွှေကောက်ပွဲထက်လုပ်တယ်ဂျားထဲမှာ2012အဲ့မှာလည်းနိုင်တာပဲဂျားပြတ်မှာနော်ကျွန်တော်တို့နိုင်တာပဲအဲ့တော့2021လည်းရောက်လာရွှေကောက်ပွဲထက်လုပ်တယ်မဲမတမာမှုဆိုတော့ခေါင်းစဉ်တက်တယ်နော်ဒီလမ်းပေါ်တက်နေတဲ့လူလူအနေနဲ့ကြည့်လိုက်ဟိုပူတာကိုမချမ်းဘောကနေဟိုအောက်ဆုံးကော်တောင်းတီရဲတော့အကုန်နိုင်တာကိုသိပါရဲ့နဲ့မဲမတမာမှုလို့ရှောင်းအောင်ပြောတယ်နော်ဒါပေမဲ့လည်းမပေးခဲ့အာနာသိမ့်အဲ့တော့အခုတစ်ခါထပ်လို့ရှုံးလာကျွန်တော်ပြောချင်တာရှုံးလာခင်ဗျားတို့နော်ကျွန်တော်တို့အများနဲ့အချိန်ချင်းနော်ကျွန်တော်တို့နာမည်ကြီးတဲ့သူတွေရောမကြီးတဲ့သူတွေရောလူငယ်တွေရောចောင်းသားတွေရောအကုန်လုံးပြောနေကြတယ်မဲမတမာမှုဆိုတာအခုဒီကောင်းတွေလှုပ်တဲ့ဒီကောင်းတွေရှိနေသေးနော်လွတ်တော်တဲ့အစိတ်လောက်ဝင်ထိုင်ပြီးတော့25ရာခိုင်နှုန်းရှိနေသေးရွေးကောက်ပွဲတွေဘာလှုပ်ဘယ်တော့မှမမှန်ခဲ့တဲ့တရေမမှန်ခဲ့တဲ့ဒီစောက်စစ်တက်လှုပ်တဲ့ရွေးကောက်ပွဲကိုခင်ဗျားတို့ရှုံးလာရုံးခင်ဗျားတို့နှစ်ခါမဟုတ်ဘူးဒီအေးက4 5 6ခါနားပါအဲ့တော့ကျွန်တော်တို့စစ်တပ်ကိုကြောက်စေခြင်းဒီရွေးကောက်ပွဲကိုစန့်ကျင်ပါဖြစ်တဲ့အနေနဲ့စန့်ကျင်ပါဒီကောင်တွေကစန့်ကျင်လို့မရအောင်လဲဘာတွေလုပ်ထားလဲဆိုတော့အခုစက်တွေနဲ့ဘာနဲ့နော်လူလက်မှတ်ထိုးမယ်ချစ်မယ်ဆိုရင်လွဲမှာစိုးလို့ဆိုတော့နီးပေါင်းစုံနဲ့လူတွေမလာမဖြစ်လောက်အိမ်ထဲထုံမယ်ပြီးတော့ရှင်နီးပေါင်းစုံနဲ့မဲပေးဖို့ဒီကောင်တွေလုပ်ထားတယ်အဲ့တော့ဒီကိစ္စတွေရှိတယ်ခင်ဗျားတို့ညံနဲ့ရှင်ပြီးရှောင်ရှားကြပါเนาะဒီရွေးကောက်ပွဲမတိုင်ခင်เนาะစကားမှလုပ်တယ်မတရားတဲ့ရွေးကောက်ပွဲမတိုင်ခင်မှာကျွန်တော်လူလှုပ်ဆော်ထားတဲ့သတင်းစကားတွေကိုနားထောင်ကြပါနိုင်ငံရေးကငါနဲ့မဆိုင်ဘူးငါနားမလဲဘူးလို့ပြောလို့မရပါဘူးเนาะအခုခင်ဗျားတို့ဘိုက်ကောက်လုပ်နေကြတဲ့စကားတွေလည်းကြားလိုက်အဲ့ဒါကြောင့်ခင်ဗျားတို့မိအေး3 4 5က6ခါမနာခြင်းရင်ဒီတစ်ခါအပီးပြတ်ရုံရအောင်ကျွန်တော်လူငယ်တွေရဲ့အသက်တွေလည်းအများကြီးဆုံးရှုံးခဲ့ပြီเนาะခြေလက်အင်္ဂါတွေလည်းအများကြီးပြတ်တောက်ခဲ့ရပြီဒါကြောင့်ကျုပ်တို့ကတတိနဲစွာနောက်ပြန်လှည့်မလားကိုယ်တိုင်ဆုံးဖြတ်ပါညံနဲ့ရှင်ပြီးစဉ်းစားပါရအောင်စန့်ကျင်ပါကျွန်တော်တို့ပြည်သူဟာเนาะညီညွတ်တဲ့အခါမှာအများရန်အောင်မြင်ရမယ့်တာရကရှိတယ်အဲ့တော့ဒီတစ်ချိန်ကျွန်တော်တို့အချိန်ရှုံးနေလာခဲ့ရတဲ့ဟာကို2021ကစတဲ့တော်လေးရအတက်ဖြတ်ကြပါစို့လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကြော်တက်နေပါ